ကဘာပေါ်မှာအကြီးမားဆုံးကုန်းနေတတော်ဝါတွေဖြစ်တဲ့ဆင်တွေဟာသူတို့ရဲ့ထူးခြားတဲ့ခန္ဓာကိုယ်တိဆောက်ပုံမြင်မာတဲ့အသိဉာဏ်နဲ့ရှုပ်ထွေးတဲ့လူမှုဆက်ဆံရေးတွေကြောင့်လူသိများကြပါတယ်။နံပါတ်1ဆင်မျိုးစားများဆင်ကိုအဓိကအားဖြင့်မျိုးစိတ်3မျိုးခွဲခြားထားပါတယ်။အာဖရိကဆာဗာနာဆင်အာဖရိကတောဆင်အာရှဆင်သူတို့ကိုခွဲခြားကြည့်နိုင်တဲ့အချက်ကတော့နေရွက်တွေပဲဖြစ်ပါတယ်။အာဖရိကဆင်တွေရဲ့နေရွက်ကပိုကြီးပြီးအာဖရိကတိုက်မြေပုံတရံနဲ့ဆင်တူပါတယ်။အာရှဆင်တွေရဲ့နေရွက်ကတော့ပိုသေးပြီးဝိုင်းပါတယ်။နံပါတ်2ဆင်နာမောင်းဆင်တကောင်ရဲ့အထူးခြားဆုံးအစိတ်ပိုင်းကတော့နှာမောင်းပဲဖြစ်ပါတယ်။ဆင်နှာမောင်းမှာကြက်သားပေါင်း3သိန်းကျော်ပါဝင်ပါတယ်။ဒါဟာလူခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ကြက်သားအရေအတွက်ထက်အဆပေါင်းများစွာပိုများပါတယ်။ဆင်တွေဟာသူတို့ရဲ့နှာမောင်းကိုအသက်ရှူဖို့အနံ့ခံဖို့ရေတောက်ဖို့နဲ့အရာဝတ္ထုတွေကိုကင်တွယ်ဖို့အသုံးပြုကြပါတယ်။နံပါတ်3ဆင်ဆွဲဆိုတာတကယ်တော့အပြင်ကိုထွက်နေတဲ့အပေါ်ဘက်ရှေ့သွားတွေပဲဖြစ်ပါတယ်။ဒီဆင်ဆွဲတွေကိုအစာရှာဖို့တစ်ခေါက်ခွာဖို့နဲ့ရန်သူကိုကာကွယ်ဖို့အသုံးပြုပါတယ်။ကံမကောင်းတာကတော့ဒီဆင်ဆွဲတွေကြောင့်ပဲဆင်တွေဟာအမဲလိုက်တက်ဖြတ်ခြင်းကိုခံနေကြရတာပါ။နံပါတ်4အသိဉာဏ်နဲ့လူမှုဘဝဆင်တွေဟာအလွန်ဉာဏ်ကောင်းတဲ့တတဝါတွေပါ။သူတို့မှာမှတ်ဉာဏ်အလွန်ကောင်းပြီးခံစားချက်တွေကိုဖော်ပြနိုင်စွမ်းရှိပါတယ်။မိသားစုဝင်တကောင်ကောင်သေဆုံးသွားတဲ့အခါဝမ်းနည်းပူဆွေးတက်ကြသလိုတကောင်နဲ့တကောင်ကူညီတက်ကြပါတယ်။ဆင်အုပ်စုတွေကိုအသက်အကြီးဆုံးဖြစ်တဲ့မိခင်ကြီးကဦးဆောင်ပါတယ်။နံပါတ်5စားဆင်တွေဟာတက်လွတ်စားတဲ့တတဝါတွေဖြစ်ပြီးတစ်နေ့ကိုနာရီပေါင်း7နာရီကနေ18နာရီအထိအစာစားရင်အချိန်ကုန်ဆုံးကြပါတယ်။သူတို့ဟာညက်တစ်ကိုင်းတတိနဲ့တစ်ခေါက်တွေကိုစားသုံးကြပြီးတစ်နေ့ကိုအစာပေါင်ချိန်ရာနဲ့ချီစားသုံးနိုင်ပါတယ်။နံပါတ်6မျိုးသုံးမိအနေနဲ့လက်ရှိမှာဆင်တွေဟာသူတို့နေထိုင်ရာနယ်မြေတွေဆုံးရှုံးလာတာနဲ့ဆင်ဆွဲအတွက်တရားမဝင်အမဲလိုက်ခံရတာတွေကြောင့်မျိုးသုံးမဲ့အနေနဲ့ရင်ဆိုင်နေရပါတယ်။ဒါကြောင့်ဒီခန့်ညားထည်ဝါတဲ့တတဝါကြီးတွေကိုကာကွယ်ဖို့ဟာကျွန်ုပ်တို့အားလုံးရဲ့တာဝန်ပဲဖြစ်ပါတယ်။